ဒီကောင်လေးကမြင်းကြီးဘော်ကဇွန်းတစ်ကြောင်ကိုကောက်လိုက်ပါတယ်ပြီးတော့လေတွေကနေတစ်ခုခုကိုခတ်စားနေသလိုဟန်ဆောင်နေတာပါသူ့ရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်တစ်ခက်ကလူကပြုံးပြီးကြည့်နေပါတယ်အဲ့ဒီလူကကော်ဖီတောက်တော့ကောင်လေးကလည်းလိုက်တော့ပြပါတယ်ကောင်လေးရဲ့မျက်ဝန်းတွေကဖုံးလေးချမ်းမှာအယမ်းတောက်ပနေတာပါအဲ့ဒီလူကတနာစိတ်ဝင်ပြီးကောင်လေးစီကိုရှောင်သွားပါတယ်ကောင်လေးဟာအသက်6နှစ်လောက်ရှိပြီးမိသားစုနဲ့ကွဲနေတာကိုသိလိုက်ရပါတယ်ဒါနဲ့သူ့ကိုရဲစခန်းကိုခေါ်သွားပြီးပျောက်ဆုံးကြော်ညာတွေကတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဩစတြေးလျဇနီးမောင်နှံကသူ့ကိုမွေးစားလိုက်ပါတယ်သူတို့ကကောင်လေးကိုတားအရင်လိုပဲချစ်ချစ်ခင်ခင်ကြွေးမွေးပြုစုကြပါတယ်အချင်းတွေဟာ20လောက်အထိအယမ်းမြန်မြန်ကုံဆုံးသွားခဲ့ပါတယ်အဲ့ဒီလမ်းဘေးကကောင်လေးဟာအခုတော့တက်ကတူကျောင်းသားဖြစ်နေပါပြီတနေ့မှာတော့သူ့ဇာတိမြေကမုံတွေကိုမြင်ပြီးအတိတ်ကိုတတိယလာပါတယ်သူ့အကူကမုံဝယ်ပေးမယ်လို့ဂတိပေးခဲ့တာကိုပြန်မှတ်မိသွားတာပါအဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့အိမ်အစ်စ်ကိုစတင်ရှာဖွေပါတော့တယ်ယထာအမြန်ဆုံးတွေနဲ့ခရီးအကွအဝေးတွေကိုသူ့တက်ချက်ခဲ့ပါတယ်သူ့ရွာဟာကီလိုမီတာ16000ကျော်ဝေးနိုင်တယ်လို့ခန့်မှန်းလိုက်ပါတယ်တနစ်ပတ်လုံးရှာဖွေပေးမဲ့လဲဘာမှရှာမတွေ့ခဲ့ပါဘူးမိသားစုကိုရှာဖွေရတာဟာသူ့အတွက်ဆွဲလန်းချက်တစ်ခုလိုဖြစ်လာခဲ့ပါတယ်